မေငါဤတပ်ပေအလုံးစုံကုန်သောပြည့်ရဟိချစ်တဲ့သူတွေနဲ့မနာပေဟိငါမျက်နှိုးရတဲ့သူတွေနဲ့နာနာဘာဝဝါနိုင်ငံရေးစီးပွားရေးပညာရေးစတဲ့ရေးအမျိုးမျိုးကြောင့်ရှင်ခွဲခွဲရခြင်းသည်၎င်းဝိနာဘာဝဝါငါကအရင်ဖြစ်စေသူကအရင်ဖြစ်စေတေခွဲခွဲရခြင်းသည်၎င်းဘဝိတ္တိတနေ့နေ့တွင်မလွဲမသွေဧကံမုတ်ချဖြစ်ကိုဖြစ်ရပေလိမ့်မည်ဣတိဧကသောအဋ္ဌိယဝမိမ္မာပဲဖြစ်စေပုရိသေနဝယောက်ျားပဲဖြစ်စေကဟထေနဝအိယတိထောင်လူပေါင်းမှနေကြတဲ့လူသားတွေပဲဖြစ်စေပပစီတေနဝအိယမထောင်ယဟန်ပေါင်းမှနေကြတဲ့ယဟန်တော်တွေပဲဖြစ်စေအဘိနာအမျက်မပြတ်ပစ္စဝေခေတပံကောင်းစွာမသွေစင်ခြင်းနှလုံးသွင်းပြီးတော့နေသင့်ပါတယ်လို့တထာနလူတို့ဆရာဘုရားရှင်ကိုရောမြတ်သည်ဩဝတိကရုဏာရှိရှုဆုံးမတော်မူခဲ့ပါပေတည်းတွေ့ဆုံခြင်းဟာမမြဲပါမြဲရဲ့လားမမြဲပါဘူးတွေ့ဆုံခြင်းဟာခွဲခွာခြင်းမှာအဆုံးသတ်ရတာဓမ္မတာပဲပါရလားပြည်သက်ကြီးကိုချစ်တဲ့သားတွေသမီးတွေနဲ့ကောခွဲချိန်တန်ရင်ခွဲရတာပဲရှင်ခွဲလဲခွဲရတာတီခွဲလဲခွဲရတာပဲတဲ့ဘီရာပင်ကလေးတွေဟာမြစ်ပြင်မှာလှိုင်းနေပုတ်လို့ဆုံကြသည်လှိုင်းပုတ်လို့ပဲခွဲရသည်ပါရလားတတ္တဝါတွေဟာကံကတွေ့ဆုံခွင့်ပေးလို့ကြုံကြသည်ကံကုန်တော့ခွဲရသည်ဒါပဲလှိုင်းပုတ်လို့ပဲဗေဒပင်လေးတွေဟာမြစ်ပြင်မှာမဆုံဘူးလားအဲ့ဒီလှိုင်းပုတ်လို့ပဲပါဖြစ်ကံကတွေ့ခွင့်ပေးလိုက်လို့ဒီဘဝမှာမိဘနဲ့တာသမီညီကိုမောင်နှမဆွေမျိုးအပေါင်းအသင်းတငယ်ချင်းဆိုပြီးဆုံကြကြုံကြတာကံကတွေ့ဆုံခွင့်ပေးလိုက်တာအဲ့ဒီကံကပဲကုံလို့ခွဲခိုင်းတော့ခွဲရတာပဲတွေ့ဆုံခြင်းဟာမမြဲပါမမြဲတာကိုနားလည်ပါအဲ့ဒါနားလဲရင်စိတ်တော့ကရောက်ရတာတိတ်တက်တာပိုင်ဆိုင်မှုတွေမမြဲပါ